လောကကြီးကတခါတလေမှာကျွန်တော်တို့ပေါ်အယမ်းရက်ဆက်တတ်ကြပါတယ်လူတွေရဲ့မျှော်လင့်ချက်တွေနေ့စဉ်ဘဝရဲ့ရုန်းကန်မှုတွေကြားမှာကျွန်တော်တို့ဟာကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့မေ့လျော့နေတတ်ကြတယ်မဟုတ်လားတကယ်တော့လောကမှာမင်းရဲ့အကျဉ်းသားကိုအလိုအပ်ဆုံးလူဟာမင်းကိုယ်တိုင်ပါပဲတခြားသူတွေကိုပျော်ရွှင်အောင်ထားနိုင်ဖို့ကြိုးစားနေရင်းနဲ့မင်းရဲ့အတွင်းစိတ်လေးငိုနေတာကိုသတိထားမိရဲ့လားပင်ပန်းနေရင်နားလိုက်ပါအမားတစ်ခုခုလုံးမိရင်လည်းကိုယ့်ကိုယ်ကိုခွင့်လွှတ်ပေးလိုက်ပါမင်းဟာစက်ရုပ်တရုပ်မဟုတ်တလို့နေရာတိုင်းမှာပြည့်စုံနေစရာလည်းမလိုပါဘူးတန်းလေးတွေဟာသူတို့ရဲ့အချိန်ရောက်မှလှလှပပပွင့်လန်းကြတာပါမင်းရဲ့ဘဝဟာလည်းဒီလိုပါပဲသူများတွေနဲ့နှိုက်ရှင်ပြီးစိတ်မလောပါနဲ့မင်းရဲ့ခြေလမ်းတွေကနှိကွေးနေပါစေဦးမင်းဟာမနေ့ကထက်တော့ပိုပြီးတိုးတက်လာခဲ့ပါပြီမင်းမှာရှိနေတဲ့အားနည်းချက်လေးတွေကိုလက်ခံလိုက်ပါအဲ့ဒီအားနည်းချက်လေးတွေကပဲမင်းကိုတခြားသူတွေနဲ့မတူအောင်ထူးခြားစေတာပါဒီနေ့ကစပြီးကိုပြန်ချစ်ကြည့်ပါကိုယ့်ရဲ့စိတ်ဝိညာဉ်လေးပွင့်လန်းလာဖို့အချိန်ပေးပါအမြဲတမ်းမှတ်ထားပါမင်းဟာချစ်ချင်းမေတ္တာနဲ့ထိုက်တန်တဲ့သူတစ်ယောက်ပါပင်ပန်းနေရင်နားလိုက်ပါအမားတစ်ခုခုလုံးမိရင်လည်းကိုခွင့်လွှတ်ပေးလိုက်ပါမင်းဟာစက်ရုပ်တရုပ်မဟုတ်တလို့နေရာတိုင်းမှာပြည့်စုံနေစရာလည်းမလိုပါဘူးပန်းလေးတွေဟာသူတို့ရဲ့အချိန်ရောက်မှလှလှပပပွင့်လန်းကြတာပါမင်းရဲ့ဘဝဟာလည်းဒီလိုပါပဲသူများတွေနဲ့နှိုက်ရှင်ပြီးစိတ်မလောပါနဲ့မင်းရဲ့ခြေလမ်းတွေကနှိကွေးနေပါစေဦးမင်းဟာမနေ့ကထက်တော့ပိုပြီးတိုးတက်လာခဲ့ပါပြီမင်းမှာရှိနေတဲ့အားနည်းချက်လေးတွေကိုလက်ခံလိုက်ပါ